ဟုတ်ကဲ့အခုကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးချင်တာကကျွန်တော်တို့အထွေထွေအသုံးစရိတ်နဲ့အခြားဝင်ငွေဆိုတဲ့ဟာလေးကိုရှင်းပြပေးချင်တယ်သူတို့နှစ်ခုကတူတော့တူပဲเนาะဒါမှတော့တိတ်တော့မကွာဘူးဆိုတာဒီမှာအကြောင်းအရာအထွေထွေအသုံးစရိတ်ဆိုမှလည်းဒါသူအသုံးစရိတ်တွေမှတ်ထားဖို့ပေါ့เนาะဒါကျွန်တော်ကားစီဖို့ဆိုပြီးတော့ထည့်ထားတယ်ရှိတယ်အသုံးစရိတ်တွေမှတ်ထားဖို့ပေါ့ဒါဘယ်နေ့ကထည့်တာ2ရက်နေ2ရက်ဒီနေ့စမ်းပေးထားတယ်ဒီမှာ2ရက်နေเนาะကျွန်တော်တို့ထပ်ပြီးတော့နေ့တွေကိုရွေးချယ်လို့ရတယ်ရွေးချယ်လို့ရပြီးတော့ကျွန်တော်တို့ဒီမှာထည့်လို့ရတယ်ဒီမှာကြတော့ဒီမှာမီတာကြီးပေါ့ဗျာမီတာကြီးမှတ်စုကလည်းမှတ်စုကလည်းကြိုက်ရထည့်ပေါ့နော်ကြိုက်ရထည့်မှတ်စုကလည်းကြိုက်ရထည့်လို့ရတယ်ဒီမှာကြားတင်ငွေကိုကျွန်တော်တို့ဘယ်လောက်ထည့်မလဲမီတာကြီး4500ဆိုပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ်နော်ပြီးရင်ဒီမှာတိတ်ရွေးပြီးတော့အန်တာခောက်လည်းရတယ်ပြီးရင်စိတ်နှိပ်လည်းရတယ်နော်ဘလို့နှိပ်ရတယ်အဲ့ချိန်ကျရင်ဒီမှာ2ရက်နေပဲနော်မီတာကြီးထည့်လိုက်ပြီပေါ့ထည့်လိုက်တယ်ဆိုရင်ဒီမှာသူ့မှာလည်းဒီဘက်ဘေးမှာပြင်တာတွေဖြတ်တာတွေပါမယ်ပြင်တာဆိုလည်းဒီမှာပြင်လို့ရမယ်နော်ဒိတ်လည်းပြန်ပြင်လို့ရမယ်ဖြတ်တာတော့ဖြတ်တာပဲအဲ့ဒါလည်းသူကဘယ်လိုလဲဆိုတော့သူကဒီမှာ26ရက်ကနေ2ရက်ဆိုတော့သူကလည်းဟိုကျွန်တော်တစ်ဖက်စာပေါ့နော်ဒီမှာလည်းကျွန်တော်ပြင်လို့ရတယ်ဒါပုံမှန်ဒီဒိတ်လေးတွေမြင်ပြီဆိုရင်အမြဲတမ်းကြည့်လိုက်ရတယ်ကျွန်တော်တစ်ဖက်စာလောက်ထားတာများတယ်တစ်ဖက်စာ default လေးဘာမှလုပ်မထားရင်တစ်ဖက်စာကိုကျွန်တော်ရှာပေးထားတာများတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာတစ်ရက်စာပဲရှာမယ်3ရက်ကနေ4ရက်ထိပဲရှာဆိုမရှိဘူးဘာမှနော်ကျွန်တော်2ရက်နေမှာတစ်ရက်ကနေ2ရက်ထိရှာမယ်ဆိုရင်2ရက်စာအဲ့ဒါဆိုရင်ဒီမှာမီတာကြီးနဲ့ကားစီဖို့မှာစုပေါင်း6000เนาะ4500 1500ဆိုတော့6000ကျတယ်เนาะဒါကသူ့ရဲ့ဟိုအထွေထွေအသုံးစရိတ်ပေါ့เนาะအထွေထွေအသုံးစရိတ်ကိုဒီလိုမျိုးတွေထည့်ထားလို့ရတယ်ပြီးရင်ဒီကအထွေထွေအသုံးစရိတ်ကိုကျွန်တော် Excel ပို့လို့ရတယ်เนาะ Excel ပို့လို့ရတယ်ပြီးရင်အထွေထွေအသုံးစရိတ်ပြီးရင်အခြားဝင်ငွေเนาะအခြားဝင်ငွေကလည်းကျွန်တော်တို့အဲ့တိုင်းပဲအတူတူပဲဒီမှာလည်းကျွန်တော်တို့အခြားဝင်ငွေရထည့်လို့ရတယ်ဥပမာagent လုပ်လို့ရတယ်ပေါ့เนาะတခုခုပေါ့အဲ့လိုရတယ်ရတာကိုဒီမှာရတာဘယ်လောက်လဲ6000ဆိုမှတ်စုကထည့်ခြင်းလဲထည့်ပေါ့နော် NOT note ပဲထည့်လိုက်မယ်ဘယ်နှစ်ရက်နေလဲ2ရက်နေလား1ရက်နေလား3ရက်နေလားပေါ့နော်ကြိုက်တာထည့်လို့ရကျွန်တော်က3ရက်နေမရောက်ပြီမရောက်သေးဘူးထည့်ထားလိုက်မယ်နော်3ရက်နေအဲ့နဲ့ကျွန်တော်ဒီမှာသူ့ကိုစေးလိုက်ပြီဆိုရင်3ရက်နေကမရောက်သေးတော့မပေါ်ဘူးဖြစ်နေတွေ့လိုက်တော့ default ကကျွန်တော်မရောက်သေးတော့ကြိုးထည့်လိုက်လို့ထားလိုက်ပါ3ရက်နေကျွန်တော်ရှာလိုက်မယ်3ရက်နေကြောင်းရမဝင်ဖြစ်နေ agent FE ကျတဲ့ငွေ4000အော်ဟိုထဲကိုသွားလုံးနေအောင်ကျတဲ့ငွေ4000နဲ့ရဟုတ်ပြီနော်ဒီမှာဆိုရပြီဆိုရင်ကျွန်တော်တို့ဒါအဆင်ပြေပြီပေါ့ဒီမှာသူကဒီမှာ agent fee ထည့်လိုက်တဲ့4000ထည့်တယ်ဒီမှာနော် total amount အားလုံးပေါင်း4000နော်4000ဆိုသူလဲဆော့လို့ပဲပြင်တာတို့ဖြတ်တာတို့လုပ်လို့ရမယ်ပြီးရင် Excel ပို့လို့ရမယ်ဒီ date လေးကနေကြိုက်တဲ့ date တွေတစ်လသားတစ်နှစ်စာတွေကိုရှာလို့ရမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်အခုရှင်းပြချင်တာတော့ဒီအထွေထွေအသုံးစရိတ်နဲ့အခြား other income ပေါ့နော်အဲ့ဒါလေးကိုရှင်းပြချင်တာပါခင်ဗျာကျေးဇူးတင်ပါတယ်